အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့မှာတော့အရသာရှိပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ဝတ်သားတုတ်ချင်းကန်စက်ကလေးတုတ်စားမှာပဲဖြစ်ပါတယ်ကဲပါဝင်ပစ္စည်းလေးတွေနဲ့တူဘယ်လိုလေးတုတ်လဲဆိုတာလိုက်ကြည့်ရအောင်နော်အရင်ဦးဆုံးဝတ်သားလေးကိုရေတန်းစအောင်ဆေးပြီးတော့အရသာအတွက်စားအချုံမုံကြံညိုလေးနဲ့ဂျင်းကျက်သွန်ဖြူထောင်းထားတာလေးတွေကိုထည့်ပြီးတော့နေပေးလိုက်ထားလိုက်ပါမယ်နေပြီးတော့အရသာလေးခဏနှက်ပေးထားလိုက်ပါမယ်ပြီးရင်တော့ချက်မဲ့ဦးတွေကိုထည့်ပြီးတော့ဝတ်သားလေးမြုပ်တဲ့ထီအောင်ရေလေးထည့်ပြီးတော့တဲပေးထားလိုက်ပါမယ်ဝတ်သားလေးတွေဣပြီဆိုရင်တော့ဆယ်ပြီးတာနဲ့ကိုနီကြိုက်တဲ့အနေတော်လေးတွေတုံးပေးထားလိုက်ပါမယ်ဝတ်သားတုပ်ဖို့အတွက်အစာပလာတွေအားလုံးကိုပြင်ဆင်ပေးထားပါမယ်ပဲပင်ပေါက်လေးကိုရေနည်းတရေဖြောထားမယ်ရှောက်ရက်လေးတွေကိုလည်းတေးသေးလေးတွေကိုက်ထားမယ်တခွားသီးလေးတွေကိုလည်းအသေးလေးတွေတုံးထားမယ်ခရမ်းညင်သီးလေးရဲ့စက်သွန်အနီလေးရဲ့ကော်ဖီတုပ်လေးတွေကိုလည်းပပလေးတွေလိပေးထားလိုက်ပါမယ်လူသီးစိမ့်လေးတွေကိုလည်းအသေးလေးတွေကိုက်ပေးထားလိုက်ပါမယ်ပြီးပြီဆိုရင်တော့အကုန်လုံးရတာအတွက်ချုံမုံလေးထည့်ပါမယ်ကြက်သားမုံလေးထည့်မယ်ငန်းငပြားရည်လေးအနည်းငယ်ထည့်ပါမယ်ပြီးရင်ခန်းညင်သီးစော်လေးတွေကိုလည်းထည့်ပေးထားလိုက်ပါမယ်ကြာညိုလေးအနည်းငယ်လည်းထည့်ပေးမယ်ရှင်ငရုတ်သီးကြော်လေးလည်းထည့်ပေးလိုက်ပါမယ်ကျက်သွန်အဖြူစီတက်ထားလေးလည်းထည့်ပေးမယ်အချင်းအတွက်တမယာသီးလေးနှစ်ချမ်းလောက်ကိုလည်းညှစ်ပေးထားလိုက်ပါမယ်ပါဝင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးပြီဆိုရင်တော့အရသာအတွက်အကုန်လုံးနှက်ဆက်သွားအောင်လို့နေပေးထားလိုက်ပါမယ်ကဲအခုဆိုရင်တော့ရှောက်ရက်နဲ့မှုန့်မွေးလေးနဲ့အရန်ကိုအရသာရှိတဲ့ဝတ်သားတုပ်ချင်းကန်ဇက်ကလေးရပါပြီရှင်